လန်းစာမှာအဆူရှိဆိုတဲ့ကောင်ဒီကပိုက်ဆံလွန်ပြီးတည်လူဆဲဆဲဖြစ်နေပါတယ်။မိဘမိတ်ကေယာကနေခွေးလူနွားလူမောင်းထုတ်ခံခဲ့ရတဲ့သူ့ဘဝကနေစဉ်ရက်ဆက်နေစရာမရှိစားစရာမရှိရဲ့ပြင်ခိုးဖို့ကြပင်တော့လေတတိကပါမရှိရဲ့အတွက်တီမင်းလေးကိုသာစောင့်နေခဲ့ရပါတယ်။ဒါပေမဲ့သူ့ကိုမောင်းထုတ်ခဲ့ကြတဲ့ကေယာကလူရဲ့စကားတွေကိုပြန်ကြားရအောင်ရင်အရွက်တိုက်ပြီးတက်ဆက်ရှင်နိုင်မှုအတွက်ဖြစ်လာလူတွေစီကနေရှိသမျှပစ္စည်းကုန်လူဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။လမ်းပေါ်ဖြတ်သွားတဲ့ပထမတစ်ယောက်ကဆိုင်ကယ်သမားဖြစ်နေလို့လက်လျှော့လိုက်ပြီးနောက်ထပ်လူတွေကလည်းလေ့ကျင့်နေတဲ့စစ်သားတွေမို့လို့လူဖို့ဆိုတာမဖြစ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့သူ့နေထားနဲ့လူနိုင်မဲ့လူကိုသာစောင့်နေနေမြေထဲကအတန်ကြာလို့လက်ကြည့်လိုက်တော့စောက်ထိုးရင်နေတဲ့လူကိုတွေ့လိုက်ရပါတယ်။ကဲဘိုးထက်လက်တော်ဘိုက်ကိစ္စကအရေးကြီးရဆိုပေမဲ့လေးလူရှူပြီးမနေနိုင်တော့တဲ့အတွက်စင်းကေပေးလိုက်ရပါတယ်။ခဏကြာရင်နေထားတဲ့ဒါဇိုင်းဆိုတဲ့လူကပြန်တတိယလာကကိုပါတာကိုရင်နေတက်တင်နေရကိုဝင်နောက်ဆက်လို့ဆိုပြီးအဆွေရှိကိုပြည့်တင်နေပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကဘသူ့ကိုမှဒုက္ခမပေးဘဲစိတ်တက်နဲ့တက်တည်နိုင်မှုဖြစ်ပြီးအခုလိုမထင်မှတ်ပဲလူတယောက်ကိုစိတ်ဒုက္ခပေးမိခဲ့သလိုဖြစ်သွားတဲ့အတွက်ဆိုပြီးပြန်တောင်းပန်လိုက်ပါတယ်။ရုတ်တရက်အဆူရှိစီကနေဘိုက်စာနေရဲ့အတန်ကြားလိုက်ရလို့တောင်းပန်တဲ့အနေနဲ့တခုခုလိုက်ရွေးကြည့်မိမဲ့ပတ်ဆိုင်ကရေရဲမျိုးပါသွားခဲ့ရကြောင်းအဆူရှိတယောက်ကမကောင်းခဲ့ပါဘူး။ပတ်ဆိုင်ကျင်တော့မြေတစ်ဖက်ကန်းကနေဒီဇိုင်းရဲ့လုပ်ပေါ်ကိုင်ဘက်ကုနီကီတာဆိုတဲ့လူကရောက်လာခဲ့တဲ့အတွက်သူ့ကိုဝယ်ကျူးခိုင်းဖို့အကြံရသွားခဲ့ပါတယ်။ကုနီကီတာကတော့ဘဲချင်းဘဲနေရာမှာဘလူးတက်တီရမလဲဆိုတာပဲစဉ်းစားနေတဲ့ဒီဇိုင်းကိုတောက်လျှောက်အောင်ကောင်းနေပြီးဒီဇိုင်းကတော့အဆူရှိနဲ့မိတ်ဆက်ရင်စားကြည့်နေရာတွေကိုပြောပြခိုင်းလိုက်ပါတယ်။ဘိုက်စာနေရဲ့အဆူရှိကရင်းနှီးချင်းဆွမ်းထားတဲ့ထမင်းလေးစားရုံနဲ့တင်ကျင်းနေပါပြီလို့ပြောလိုက်တော့ဒီဇိုင်းအတွက်ရည်ရတစ်ခုလိုဖြစ်သွားခဲ့ပြီးတကားခံမဲ့ကုနီကီတာပါရှိနေတဲ့အတွက်ကြက်တက်တော့တာမှာစားဆိုပြီးစံကဆိုင်နဲ့ခေါ်သွားခဲ့ပါတယ်။ရက်ချီဘိုက်စာနေကအဆူရှိကဘိုက်ပေါက်ထွက်အောင်ကျုံနေခဲ့ပြီးကုနီကီတာကတော့ဒီဇိုင်းကြောင့်သူ့ရဲ့စံပြချိန်စရာတွေဆုံးရှုံးသွားလို့ဆိုကရောက်လာကလေးကပေါက်ပေါက်ဖောင်းနေပါတယ်။ဘိုက်ကောင်းစားလို့ပြီးသွားတဲ့အဆူရှိကမိဘမိတ်ကေယာကနှင်ထုတ်ခံရပြီးလေလွတ်နေတဲ့ကလေးတယောက်ကိုဘယ်သူပဲဝမ်းမသိပဲအခုလိုကျူးမွေးပေးခဲ့လို့ဆိုပြီးထမင်းတက်နဲ့အတွက်ကျေးဇူးတင်နေပါတယ်။ဒါဆိုင်ကဂီယူနာစိတ်ဖြစ်နေပေမဲ့ကုနီကီတာကတော့တွေးသမျှကလေးတွေကိုကူညီပေးရမယ်ဆိုတာသူ့စံပြမှတ်စုဆောက်ထဲမှာရေးမထားဘူးဆိုပြီးမျက်ကွယ်ပြုနေပါတယ်။ဒါဆိုင်နဲ့ကုနီကီတာကစုံတော့တွေဖြစ်ကြပြီးတာမန်စုံတော့တွေလိုတော့မဟုတ်ပဲတယောက်ချင်းစီတိုင်းမှာတဘာဝလိုစွာရည်ရှိတဲ့လူတွေနဲ့ဖွဲ့စည်းထားတဲ့လက်နက်ကင်အဖွဲ့ရဲ့အထူးစုံတော့တွေဖြစ်ကြပါတယ်။လက်နက်ကင်စုံတော့အဖွဲ့ဆိုတာရဲတွေကစစ်တပ်ကပါတာဝန်မြူနိုင်တဲ့အရေးကြီးစစ်စေးတွေကိုပဲအမှန်တရားဘက်ကနေလောက်ကင်ပေးရတဲ့တာဝန်ကျတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုစွာကြီးရဲ့အဖွဲ့ထဲမှာငပေါ်နှစ်ယောက်ပေါဝင်နေတာကိုတော့အဆူရှိတယောက်မယုံကြည်နိုင်ဖြစ်နေပြီးတကယ်စုံတော့တွေဟုတ်မဟုတ်တည်ကြအောင်မရှင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစကားနှိုက်လိုက်ပါတယ်။ဒါဆိုင်တို့ကလည်းဒီနေ့လောက်ကလှုပ်ဝက်ထားစရာမလိုတဲ့အတွက်ပြောပြပေးခဲ့ပါတယ်။လက်ရှိမရှင်ကစစ်တပ်အစားသူတို့နှစ်ယောက်ကဒီနားတစ်ဝိုက်မှာခုတလောတောင်းညံ့နေတဲ့ကြားတစ်ကောင်ကိုလာဖမ်းဆီးရဖြစ်ပြီးညာဘက်တွေမှာလုံယုံတွေကိုဝင်မှွေနဲ့လှုပ်ချင်တာတွေလုံနေတဲ့ကြားမှုလို့မရှင်တိုင်းတားဆီးဖို့ရောက်လာခဲ့ကြဖြစ်ပါတယ်။ဒါဒီကိုသိလိုက်ရတဲ့အဆူရှိကအကြောင်းလန့်တကြီးထွက်ပြေးဖို့ကြိုးစားနေလို့ကုနီကီတာကဖမ်းထားလိုက်ပြီးကြားနဲ့ပတ်သက်တဲ့သစုံတစ်ခုကိုဖုံးဝယ်ထားရဆိုတာပါတတိထားမိလိုက်တာကြောင့်ပရိစစ်တလို့မိပါတော့တယ်။အသားစားတတော်ကြားကအဆူရှိဂီယာရဲ့မှာရှိနေတုန်းကလေးကဂီယာရဲ့လေကွင်းတွေကြက်ချန်တွေအပါအဝင်ရေခါတွေကိုပါဖျက်ဆီးခဲ့ပါတယ်။အစာကလေးကဘကြက်မလုံလောက်တဲ့ဂီယာဖြစ်နေတဲ့ဆိုကမှခြားတစ်ကောင်ရဲ့ဖျက်ဆီးမှုတွေကြောင့်ဆုံးရှုံးမှုတွေများလာခဲ့တဲ့အတွက်ပါဇက်တပေါက်ရောဖို့ရေဂီယာကလူကြီးတွေကတန်ဖိုးမရှိတဲ့ကောင်အသက်ရှင်ဖို့မထိုက်တန်တဲ့ကောင်ဆိုပြီးကျန်တဲ့စကားလုံးတွေနဲ့အဆူရှိကိုနှင်ထုတ်ခဲ့ကြပါတယ်။အဲ့ဒီနေ့ကစပြီးလွန်ခဲ့တဲ့လောက်ထိသူတော်သမျှနေရာတိုင်းမှာခြားကရှိနေပြီးဒီမျိုးထီတောင်လိုက်လာနေရလို့ပြောပြလိုက်ပါတယ်။အဖြစ်ပြက်တွေကိုနားလည်သွားတဲ့ဒီဇိုင်းကအဆူရှိကကြားရေးပြင်းမဲ့ဖြစ်နေကြကိုခွင်ကောင်းယူပြီးဒီမရှင်အတွက်အသေးရက်လုပ်ပေးဖို့ကိုကူညီတောင်းလိုက်ပါတယ်။ကုနီကီတာကိုလည်း AJC ကိုတယောက်တည်းပြန်ခိုင်းလိုက်ပြီးတော့ခေါင်းဆောင်စီတူရီထားတဲ့စာကိုပါပေးခိုင်းလိုက်ပါတယ်။အဆူရှိကလုံးဝမကူညီနိုင်ဘူးလို့တောက်လျှောက်ငင်းဆိုနေပြီးစုကြီးရှိရလို့ပြောလိုက်တော့နည်းနည်းစိတ်ပါလာပြီးငွေပမာဏကိုလည်းတိလိုက်ရတော့ချက်ချင်းလက်ခံလိုက်ပါတယ်။ဒီလိုနဲ့ပဲကိုတောင်တစ်ခုတည်းကိုနှစ်ယောက်သားရောက်လာကြပြီးဒီဇိုင်းကတော့အေးစစ်စစ်စာပိုင်ရင်အချိန်တစ်ခုကိုစောင့်နေပေမဲ့အဆူရှိကတော့ဘယ်ချိန်ကြာဆွဲခံရမလဲဆိုတဲ့စိတ်နဲ့ကြောက်ရွံ့နေပါတယ်။မိုတာကင်းစင်လာပြီးလာထွက်ပေါ်လာတဲ့အချိန်မှာတော့အဆူရှိကိုပတ်ဆက်မရှိတော့တဲ့မိဘမဲ့ကြောင့်ကခလေးတယောက်နှစ်ယောက်လောက်ကိုနှင်ထုတ်လိုက်ုံနဲ့ဆင်ပြီးသွားရဲဆိုတာယုတ်တိမရှိဘူးလို့ယုတ်တိရကြီးပြောလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်လောက်ကဒီမျိုးကိုအဆူရှိရောက်လာခဲ့တယ်လို့ကြားကလည်းလွန်ခဲ့တဲ့နှစ်ပတ်လောက်ကပဲပေါ်လာရဲဆိုကြတဲ့ကအဆူရှိကကြားတဲ့ကောင်ဆိုတာအစာကလေးကမှတ်စားမိပြီးဂီယာကနေနှင်ထုတ်ခံရတဲ့ကိစ္စမှာလေညဘက်တွေလာရအောင်မှဆိုရင်တိုးရန်တတော်အဖြစ်ပြောင်းလဲသွားတဲ့တဘာဝလွန်စွာအကြောင်းလို့ဒီဇိုင်းကပြောပြလိုက်ပါတယ်။အဲ့ချိန်မှာပဲအဆူရှိရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြောင်းလဲလာပြီးပြည့်စုံသွားတဲ့အခါမှာတော့မထင်ချုပ်နိုင်တော့ပဲတိစိတ်ကင်းမဲ့ကြားတဲ့ကောင်အသွင်ဖြစ်သွားပါတယ်။ပြီးရတဲ့ဒီဇိုင်းကိုအဆက်မပြတ်ခုံတိုက်ခိုက်တာကြောင့်ခေဒီမုတ်တဲ့ဒီဇိုင်းကလည်း ACC တိုက်ခိုက်ချက်တွေကိုရှောင်သိမ်းသူ့စွမ်းဖြစ်တဲ့တစ်ဖက်လူရဲ့ပဲစွမ်းရင်မဆိုတစ်ချက်ထိလိုက်ရုံနဲ့ပြည့်ပြည့်သွားစေရဲ့စွမ်းနဲ့အဆူရှိကိုပုံမှန်တိုင်းပြည့်ဖြစ်အောင်လုပ်ပေးလိုက်ပြီးတော့ရင်ဝင်နဲ့ရောက်ချလာလို့ငါကယောက်ျားလေးတွေစုမဖတ်ဘူးဆိုပြီးဖယ်ထုတ်ပြလိုက်ပါတယ်။အဲ့ချိန်ကုနီကီတာကလည်းရောက်လာခဲ့ပြီးဒီဇိုင်းရေးပေးလိုက်တဲ့မတိကျရဲ့စာတစောင်ကြောင့်တာဝန်မရှိတဲ့တိုက်ခိုက်ရေးအဖွဲ့ဝင်တွေကပါအန်ရီရှိရဲ့မရှင်ထင်နဲ့စိတ်ပူလုံပြီးရောက်လာခဲ့ကြပါတယ်။လက်ရှိမှာရဲတွေဘက်ကကြားတွင်ပြောင်းနိုင်တဲ့အဆူရှိကိုလိုရှိစင်ထဲမှာထည့်ထားတဲ့အတွက်ဘာလို့တင်နေဆိုတာဒီဇိုင်းရဲ့ဆုံးဖြတ်ချက်ကိုမေးလိုက်ပါတယ်။
ဒီဇိုင်းကအာဆူရှီပြောပြခဲ့တဲ့တနာစီရဲ့အကြောင်းအရာတွေကိုပြင်သွင်းမိရင်ဒီလိုစွမ်းရည်မျိုးကိုလည်းလက်မလွတ်နိုင်တဲ့အတွက်တိုက်ခိုက်ရေးဖွဲ့ဝင်တယောက်ဖြစ်အောင်လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။အခုမှသူ့ရဲ့လူတယောက်ကိုကိုတိုဘောနဲ့ဖွဲ့ဝင်အဖြစ်သတ်မှတ်နေလို့အားလုံးကဘဝင်မကြဖြစ်နေပေမဲ့ဒီဇိုင်းကတော့အာဆူရှီကိုနှိုးလိုက်ပြီးကြားသွင်းပြောင်းသွားတော့ကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကိုတော့အာဆူရှီတယောက်မမှတ်မိတော့ပါဘူး။ဒါပေမဲ့ညာဘက်လက်ကအခုချိန်ထိအသွင်မပြောင်းသွားသေးတဲ့ကြားလက်ကိုလည်းတွေ့တော့ကြားလက်တကြီးနဲ့ဗယံမတာကြီးဖြစ်နေတာကြောင့်ဒီဇိုင်းကအော်ထက်လိုက်ရင်းနဲ့ဒီနေ့ကစပြီးအာဆူရှီကလက်နက်ကိုင်အဖွဲ့အစည်းရဲ့အဖွဲ့ဝင်တယောက်ဖြစ်သွားပြီလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲတဘာဝလုံးဖြစ်ရတဲ့မြပြတဲ့မျိုးကြီးရဲ့ထူးခြားလူတွေပြည့်နေနေတဲ့စုံတော့ agency လေးမှာထူးဆန်းတဲ့ပုံမြင်လေးတစ်ပုဒ်အစပြုလာခဲ့ပါတယ်။